ကုန်တာအကုန်ပြောတယ် စားလို့ကောင်းကုန်တော့လို့ကောင်း စားလို့ကောင်းစားလို့ကောင်းအေးဟုတ်ပြီကဲဘာကရော ရှားတာလေနိုင်ပေါ်နေအိမ်မပြောဖို့ ဒါအမဒါအခုစေးတော့ပြီးတဲ့လူပဲတော့ထိတ်တိုက်ရမေးလို့လည်းရတယ်အကုန်လုံးနော်အဲ့မေမွေးလိုက်ဖောင်ဝင်လိုက်ဖြစ်ပါသေးလားကောင်းပါနော်ဟုတ်ပြီဟုတ်ပြီဆိုအဲ့လိုလည်းကောင်းတယ်စားလို့လည်းကောင်းတယ် သွားလို့လာလို့ဘယ်နဲ့ပေါ့ပါသွားပြီ ပေါ်ပေါ်ဆရာအဲ့ဟိုမကောက်ဆောက်သွားတယ် မျက်လုံးတွေရောဘယ်နဲ့လဲ နော်အဲ့လိုကောင်းတယ်ကောင်း ကောင်းပါပြီမျက်လုံးတွေကောင်းပါ ကောင်းပါအဲ့မကတော့အဲ့ဒါလိုက်ရှောက်ရှာဘုံဘောဟဲ့လား ကျေးဇူးတင်လားဆရာ တင်တော်ဆရာရဲ့ ဘယ်နဲ့ရှိအဲ့လို စေးတော့ပြင်ဆရာအမြဲတမ်းစမစတောင်းတယ် ခံစားနေရလားမတော်တော့နော်အခုအဲ့ဒါဝေဒနာတွေပြောက်သွားနေအဲ့ပါဆရာလည်းကျေးဇူးတင်တယ်အမလိုမျိုးဝေဒနာခံစားတဲ့တန်ခါကျပေါင်းတဲ့နေပါပြောကြတယ်စိတ်နဲ့ပတ်သက်ပြီးတော့ဝေဒနာ ကြပါလို့ဆရာလေးကကောင်းပါတယ် ပထမကြောက်ပါပြီ ပထမဘယ်လိုဖြစ်နေ ပထမတော့သမင်းလည်းမစားနဲ့နေထားမကောတမိုးလုံးတောက်လျှောက် တော့ရှော့ နေရာမကအကြအိတ်တော့ထားမိထိုင်လိုက်နဲ့တလုံးတော့ခုံတာအဲဆိုစေကန်ပြရပြီ ပြရပြန်တော့ ပြပြီဆရာကြီးလိုင်းမတွေ့ကြည့်တော့သွားမယ်ဆိုတော့ကားတော့ငါစီကကျင်း အခုဖယ်ရလာတာ အခုနဲ့ရန်ကုန်လေ ရန်ကုန်ကနေလာ ဟိုတကုံ တကုတ်အေးပါဟုတ်ကဲ့ပါအခုထရုံပါယူပါအားလုံးမေမွေတိုင်းဖာမွေတိုင်းဖြစ်ပါစေနာမဘယ်သူ တော့တင်မေ ဒေါ်တင်မေကမေမွေတိုင်းဖာမွေတိုင်းဖြစ်ပါစေနော်